မေကိုစားပါပြီပသိနေတီကောသလမင်းကြီးနိုင်ရွာဆန်ကန်တော်ကုံတဲ့အချိန်မှာမြတ်စွာဘုရားရှင်သည်တတ်တော်ရွယ်တော်ဘယ်လောက်ရှိနေပြီလဲသမီးဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဗျာဆက်ဖြေမှအဖြေလေးမျိုးပြမယ်ဒီနေရာမှာရက်နေမယ်ဆိုလို့ရှိရင်စုငွေ4 သိန်းစုချမယ်ဆက်ဖြေမယ်လို့အတီးပြုတယ်ဆိုလို့ရှိရင်ဘယ်တီးပေးပါရေးကြည့်လာလို့ဖြေလေးမျိုးပြပါမယ် A 89 B 80 C 81နဲ့ D 82 B 80ပါဗျာပရိသတ်အားပေးတဲ့လက်ခုပ်တန်ဟာလဲကျောင်းသားတို့အားစီးဖြစ်စီပါတယ်တားမယ်လို့စဉ်းစားတော့လည်းပဲတားလို့ရမယ်အနေထားမရှိပါဘူးဒီတော့ဘုန်းကြီးတို့စီးမြင့်တစ်ခုတတ်မှတ်ပါမယ်အားလုံးသဘောတူညီသမီးတို့တစ်ချိန်ပဲအဖြစ်ဖြစ်ခွင့်ပေးမယ်ပြန်ပြင်ခွင့်မပေးတော့ဘူးမှန်ပါသဘောတူမလားသဘောတူပါတယ်ဗျာကလေးကဖြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဘုန်းကြီးတို့ကအဖြစ်တမ်းမှတ်ပါပြီဘာကြောင့်လဲကလေးဖြည့်ဟာမှန်နေခဲ့လို့လက်ခုပ်တန်ချင်းမိရင်ပြဿနာမဟုတ်ဘူးမြမားနေပြီဆိုလို့ရှိရင်ကျောင်းသားတို့အရင်နေတာမှုရှိပါတယ်သို့တော့အပရိသတ်များရဲ့အင်အားကလည်းပဲကလေးတို့အားစီးဖြစ်သောကြောင့်ကျေးဇူးတင်ပါတယ်ဘုန်းဘုန်းနဲ့သမီးနဲ့စီးမြင့်တစ်ခုတတ်မှတ်မယ်မစင်းစဉ်းစားပြီးမှဖြည့်ပါဖြည့်ပြီးရင်နောက်ပြန်ဆုပ်လို့မရအောင်B 80လို့ဖြည့်တဲ့အဖြည့်တင်ဆက်သူကုကျော်သူလင်းအပြည့်မှန်စစ်ပေးပါတင်ပါဗျာပသိနေတီကောသလမင်းကြီးနိုင်ရွာဆန်ကန်တော်ကုံတဲ့အချိန်မှာမြတ်စွာဘုရားရှင်သည်တက်တော်ဘယ်အရွယ်မှာရောက်ပါပြီလဲအဲ့ဒီမိကွန်းလေးရဲ့အဖြေကိုသမီးလေးက B 80လို့ဖြေဆိုထားပါတယ်အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာ